Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမှာကတော့ poster လေးတစ်ခုဖြုတ်ရုံမိုံနဲ့အသက်ဆုံးရှုံးသွားတဲ့ American အကြောင်းသားတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Otto Warmbier ဖြစ်ပါတယ်။သူကဒီ Virginia University မှာစီးပွားရေးနဲ့ကုန်သွယ်ရေးပညာသင်ဆုရထားတယ်ပြီးလို့ရှိရင်ဒီခီးသွားတာတွေသူအရင်နှစ်တက်တဲ့လူတစ်ယောက်ပေါ့။အဲဒီအချိန်ကသူ့ရဲ့အသက်က22နှစ်ပဲရှိသေးတယ်။သူက2016ခုနှစ်အစောပိုင်းမှာတရုတ်နိုင်ငံဒီဟောင်ကောင်မှာပေါ့ကျောင်းတက်ဖို့စီစဉ်ထားတယ်အဲ့ဒါကြောင့်တရုတ်ကိုသွားတယ်သွားရင်လမ်းမှာကိုရီးယားကိုဝင်ပြီးတော့မှ different culture တွေသူလေ့လာမယ်ပေါ့သူကအရင်နဲ့တခြားနိုင်ငံတွေအများကြီးသွားဘူးတယ်ပေါ့ Israel တို့ Cuba တို့ပြီး Ecuador တို့တခြားဥရောပနိုင်ငံတွေအများကြီးသွားဘူးတယ် different culture တွေလေ့လာတာကိုသဘောကျတယ်အဲ့ဒါကြောင့်သူကဒီတရုတ်နိုင်ငံမှာရှိတဲ့ Kira Agency Young Pioneer Talk ဆိုတဲ့ Kira Agency နဲ့ချိတ်ဆက်မိတယ်ဒီအဲ့ကာလတုန်းကအမေရိကန်နဲ့မြောက်ကိုရီးယားကစီးရဲတင်းမာနေတဲ့ချိန်ဖြစ်တယ်အဲဒါကြောင့်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကနေပြီးသူတို့နိုင်ငံသားတွေမြောက်ကိုရီးယားကိုမတော်ဘူးပြင်းပြင်းထန်ထန်သားမြစ်ထားတဲ့အချိန်ပေါ့ဒါပေမဲ့လည်းခီးတွား agency ကရန်ပိုင်အိုနီယာကအဆင်ပြေတယ်ပေါ့ကိစ္စမရှိဘူးစောစောရသူတာဝန်ယူရဆိုပြီးတော့မှဖြစ်သွားတယ်ပေါ့နော်အဲ့ကနေပြီးတော့မှဒီဇင်ဘာလ29ရက်နေ့မှာတခြားနိုင်ငံသားတွေပေါ့နော်အဲ့မှာအမေရိကန်နိုင်ငံသား2ယောက်ပဲပါတယ်ဩစတြေးလျတို့ဒီကနေဒါနိုင်ငံသားတွေပါတယ်ဥရောပတိုက်သားတွေပါတယ်သူတို့စုစုပေါင်း10ယောက်လောက်ရှိမယ်သူတို့ကိုရီးယားကိုသွားတယ်နှစ်တကူညမှာအရန်ကိုပျော်တယ်ပေါ့နော်နှစ်တကူညဒီပြုံရမ်းရဲ့ဒီခင်မီစွန်းရင်ပြင်မှာသူတို့အရန်ကိုပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့တယ်ဟိုတယ်ပြန်ရောက်တဲ့ချိန်ဒီသူတို့အဆင်ပြေသေးတယ်နောက်ရသူတို့နိုးတဲ့အခါကျNorth Korea နေပြီးပြန်ထွက်မယ်ပေါ့နော်ပြုံရမ်း International Airport မှာဆိုလို့ရှိရင်လုံခြုံရေးစစ်ဆေးနေတဲ့အချိန်တွင်းမှာမြောက်ကိုရီးယားရဲနှစ်ယောက်ကနေပြီးတော့မှ Otto Warmbier ကိုလာပြီးတော့မှခေါ်သွားတယ်အဲ့ဒီချိန်မှာသူ့ရဲ့အခန်းမတငယ်ချင်းဒန်နီရတောင်မှပဲစလိုက်တယ်ဒါမင်းကိုတွေ့တာနောက်ဆုံးပဲပေါ့နော်သူတို့ထင်တာကတော့ဒါခဏတစ်ဖြုတ်လုံခြုံရေးဆိုင်ရာတခြားအရာလေးတွေခဏတစ်ဖြုတ်စစ်ဆေးပြီးပြန်လွတ်ပေးမယ်လို့ထင်ခဲ့တာပေါ့နော်တကယ်တော့မဟုတ်ပါဘူးသူတို့တငယ်ချင်းတွေစောင့်နေတယ်ဒါပေမဲ့သူရောက်မလာဘူးလေရင်ထွက်ကန်ထင်မှာသူတို့ကြီးညာတယ်ပေါ့နော်Otto Warmbierကချမ်းမာရေးဒီအရေးပေါ်ဖြစ်နေလို့မလို့စေယုံခေါ်တော့မယ်ဆိုပြီးတော့မှကြီးညာခဲ့တယ်အဲ့လိုမျိုးသူဖန်စီထိန်းသိမ်းခံရပြီး2လအကြာလောက်မှပဲတကယ်ဒီအဖြစ်မှန်ကပေါ်ပေါက်လာတယ်ပေါ့နော်ဆိုတော့သူတို့တဲတဲ့ဒီဟိုတယ်မှာဆိုလို့ရှိရင်ကန့်သက်နေရရှိရပေါ့နော်ကန့်သက်နေရကနေပြီးတော့ပိုစတာတစ်ခုကိုOtto Warmbierကခိုးယူခဲ့တဲ့ဆိုတော့ဒီဆွဆွဲချက်နဲ့သူ့ကိုထောင်ဒဏ်15နှစ်ချမှတ်လိုက်တယ်ပေါ့နော် CCTV တွေကိုကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာမနက်ခင်း7:59မိနစ်မှာဖြုတ်နေတယ်ပေါ့နော်လူတယောက်ကိုတော့တွေ့ရဒါပေမဲ့မှောင်မဲထဲမှာရှင်းရှင်းလင်းလင်းတော့မရှိဘူးတကယ်တော့ဒီအော်တိုရဲ့အခန်းမော်တငယ်ချင်းဒန်နီရဲ့ပြောပြချက်အရာတော့သူတို့က3နာရီလောက်မှဟိုတယ်ကိုပြန်ရောက်တာပေါ့နော်ပိုစတာဖြုတ်ယူနေတဲ့အချိန်မှာ3နာရီ2နာရီအချိန်မှာသူတို့ပြန်မရောက်သေးဘူးပေါ့နော်သူကတော့အဲ့လိုမျိုးပြန်ပြောပြတယ်ပေါ့အမေရိကန်နဲ့ဒီမြောက်ကိုရီးယားကစီးရေးတင်မှမနေတဲ့အချိန်မြောက်ကိုရီးယားကလက်နက်စနစ်ထားတွေပြစ်လွတ်ထားတယ်အများနဲ့လုပ်တယ်ကုလသမဂ္ဂကနေပြီးတော့မှအရေးယူပိတ်ဆို့ရလုပ်တယ်ပြီးလို့ရှိရင်အမေရိကန်ကလည်းတောင်ကိုရီးယားနဲ့ပူးတွဲပြီးတော့မှစေးလေးကျင်တာပေါ့နော်လုပ်တယ်တင်းမာနေတဲ့အချိန်မှာဒီအော်တိုဖမ်းပြီးတော့ရပ်ပိုင်းလို့မှာပဲမြောက်ကိုရီးယားနျူကလ িয়ার ဆက်နက်မှုကိုဆက်ပြီးတော့လုပ်တယ်ပြီးရင်နျူကလ িয়ার လက်နက်နဲ့ပြစ်မယ်ဆိုပြီးတော့ချင်းချောက်တာတွေလည်းစတိုက်လုပ်တယ်သူအဖမ်းခံရပြီး2လအကြာမှာပဲသူကမြောက်ကိုရီးယားတရားရုံးမှာသူဒီပိုစတာကိုခိုးယူခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူဖြောင်းချက်ပေးဝန်ခံခဲ့တယ်သူကဘလို့ဝန်ခံခဲ့လဲဆိုလို့ရှိရင်နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့လျှို့အဖွဲ့အစည်းတစ်ခုကခိုင်းလို့မလို့သူအဲ့လိုမျိုးလှုပ်ထားဆိုတဲ့ပုံစံမျိုးနဲ့ဝန်ခံခဲ့တာပါဒါပေမဲ့တချို့ကလည်းတုံးတန်းနေကြတော့ဒါတကယ်ဟုတ်မဲ့ပုံမပေါ်ဘူးမြောက်ကိုရီးယားရဲ့ဒီအတင်း PR ပေးစေခိုင်းမှုကြောင့်သူဒီလိုမျိုးဝန်ခံခဲ့ရလို့ပြောကြတယ်နော်အဲ့လိုမျိုးတုံးတန်းနေကြသူပဲရှိပါတယ်Otto Warmbierကနိုင်ငံရေးကစားစရာရုပ်ဖြစ်နေဒီတစားကန်ခံလိုက်ရတယ်လို့ထင်တယ်ပေါ့နော်တော်တော်များများခုနကပိတ်ဆို့မှုတွေလုပ်နေတဲ့အချိန်မှာအမေရိကန်ကိုတူလူမျိုးပြန်လိုချင်လို့ရှိရင်ပိတ်ဆို့မှုတွေကိုပြန်ဖြေလျှော့ပေးဖို့ဒါမှမဟုတ်အမေရိကန်နဲ့မြောက်ကိုရီးယားကြားမှာဆက်ဆံရေးပိုကောင်းအောင်ပိုကောင်းစေတဲ့ရည်မှန်းချက်နဲ့လှုပ်လိုက်တာလားเนาะဘယ်လိုပုံစံမျိုးနဲ့ဖန်လိုက်တာအောင်တော့မသိဘူးဒါပေမဲ့လို့လည်းသူကထောင်ဒဏ်15နှစ်ချမှတ်ခံလိုက်ရတယ်သူ့ကိုထောင်ထဲမှာ18လလောက်ထိန်းသိမ်းလိုက်တယ်ပေါ့နော်အိုဘားမားအဆင့်ဒေါ်နယ်ထရန့်ကအသက်ပေါ့အဲ့ဒီချိန်တုန်းကသူ့ကိုပြန်လွတ်ပေးဖို့အတွက်အတင်းဖိအားပေးပြီးတော့မှတောင်းဆိုခဲ့တယ်2019ခုနှစ်မှာဆိုလို့ရှိရင်အမေရိကန်ဆေးဘက်ဆိုင်ရာဆရာဝန်ဒီ Mike Frugiga တို့မြောက်ကိုရီးယားကိုခက်ခက်သွားပြီးမှOtto Warmbierကိုခေါ်ခဲ့ပါတယ်ဒါပေမဲ့သူ့ကိုပြန်ရတဲ့အချိန်မှာကြာOtto Warmbierဟာသူတို့အရင်ကတည်ခဲ့တဲ့တက်ကြွ
ဖြစ်နေတဲ့ auto one beer မဟုတ်တော့ပါဘူးကိုမာဖြစ်နေတဲ့ auto one beer ဖြစ်ပါတယ်နှာခေါင်းမှာအစာပိုက်တက်ထားတဲ့ auto one beer ဖြစ်ပါတယ်မြောက်ကိုရီးယားဆရာဝန်ရဲ့တွေ့ရချက်ရတော့သူကဒီအိတ်ဆေးတွေနဲ့ဓာတ်မတဲလို့သူအဲ့လိုမျိုးဖြစ်တာပေါ့အောင်ကျော်အစိတ်တင်တာစသဖြင့်သူတို့ဖြောင်းချက်တွေပြီးတယ်ပြောကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပုံစံမျိုးမပေါ့ဘူးပေါ့နော်အမေရိကန်ကိုရောက်ပြီးတော့မှသူစစ်ဆေးကြည့်တဲ့အခါမှာဒီခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေကျိုးတဲ့ပုံစံမျိုးလဲသူတို့မတွေ့ရဘူးဒါပေမဲ့အော်တိုဝန်ဘီယာဟာအုံနောက်သေးတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါကဘယ်လိုဖြစ်တာလဲပေါ့နော်ဒဏ်ရာကြီးလည်းမတွေ့ရဘူးဒါပေမဲ့သူတို့တွေ့လိုက်တဲ့ဟာရာကတော့ဒီ6ထောက်မာတုမှာ6ထောက်မာဒီအမာအကြီးတစ်ခုကိုတွေ့လိုက်တယ်သွားတွေကလည်းဒီ player တွေပိုင်းနဲ့ညှက်ပြီးတော့မှရွှေ့ထားတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်သူ့ရဲ့မိသားစုကလည်းသူအမေရိကန်ကိုရောက်ပြီးတော့မှ6ရက်ကြာမှာပဲသူ့ရဲ့နှာခေါင်းမှာတက်ထားတဲ့အစာပိုက်ကိုဖြုတ်လိုက်ပါတယ်အော်တိုဝန်ဘီယာကနောက်ဆုံးတော့တည်ဆုံးသွားပါတယ်အော်တိုဝန်ဘီယာရဲ့မိဘတွေကဖရန့်ဝန်ဘီယာရဲ့ပြီးရင်ဒီစင်နီဝန်ဘီယာတို့ပေါ့နော်သူတို့ကမကျင့်တတ်ဘူးအဲ့ဒီကိစ္စနဲ့ဒီမြောက်ကိုရီးယားကိုတရားစွဲတယ်တရားစွဲတဲ့အခါမှာအမေရိကန်တရားရုံးကနေပြီးတော့မှဒီအပြစ်ရှိရယ်ဒါကလူတယောက်ကိုပေါ့နော်နှိပ်စက်တယ်လုံးဝကိုပဲအရန်ပြင်းပြင်းထန်ထန်ကိုနှိပ်စက်ပြီးတော့မှတက်တဲ့ပုံစံမျိုးပေါ့နော်ဒါပြစ်မှုထင်ရှားရဆိုပြီးတော့မှမြောက်ကိုရီးယားကိုအပြစ်ရှိကြောင်းတရားရုံးမှာချမှတ်ခဲ့ပါတယ်အဲ့ဒါကြောင့်ဒီအော်တိုဝန်ဘီယာရဲ့မိသားစုကိုမြောက်ကိုရီးယားအနေနဲ့ဒေါ်လာတန်900ကျော်ပေါ့နော်900တန်ပေးရမယ်ဆိုပြီးမှအမိန့်ချမှတ်လိုက်တာဒါပေမဲ့လို့လည်းမြောက်ကိုရီးယားကမပေးပါဘူးသူတို့အမှုနိုင်နေဆိုနိုင်နေပြောင်းလေမှာမိဘနေရာကနေပြီးဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးပေါ့နော်ကိုယ့်ရဲ့သားတယောက်ရဲ့ဆုံးရှုံးမှုကိုဘလို့အရာမျိုးကမှဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူးအစားထိုးပေးနိုင်မှာလည်းမဟုတ်ပါဘူးအပြစ်ရှိကြောင်းချမှတ်တယ်ဆိုပေမဲ့လည်းတို့မှရလိုက်တာကတော့စိတ်ထန်ရကြီးပဲရှိပါတယ်2022ခုနှစ်နောက်ပိုင်းမှာတော့အမေရိကန်ကဒီမြောက်ကိုရီးယားဘဏ်တစ်ခုကနေပြီးရတဲ့ဒီဒေါ်လာ2သိန်းကျော်လောက်ကိုဒီသူ့ရဲ့အော်တိုဝန်ဘီယာရဲ့မိဘတွေကိုပြီးတော့ပေးခဲ့ပါနင်းနာကြီးဖြစ်ဒါပေမဲ့ဒေါ်လာ2သိန်းကျော်နဲ့လူတယောက်ရဲ့အသက်ကိုယ့်ရဲ့သားသမီးရဲ့အသက်ဘာနဲ့မှကိုမလဲနိုင်ပါဘူးအစားထုတ်လို့မရပါဘူးတူအနေနဲ့နစ်နာမှုဆုံးရှုံးမှုအကျန်းကြီးပါတယ်ဒါကြောင့်အော်တိုဝန်ဘီယာရဲ့မိဘတွေကယနေ့အချိန်ထိမြောက်ကိုရီးယားရဲ့ဒီနိုင်ငံအတွင်းကမတရားမှုတွေနဲ့ပတ်သက်ပြီးသူတို့ကဆွမ်းနံပါတ်ဒီနေ့တင်ကြီးဖော်ထုတ်ပြီးတော့မှစူးစမ်းနေရပါတယ်ဒီနေ့ဗီဒီယိုကနေပြီးတော့မှဘလို့တင်ကန်းစာရလဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတနိုင်ငံကိုခီးသွားတော့မယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံရဲ့ culture အဲ့ဒီနိုင်ငံရဲ့ laws တွေအဲ့ဒီနိုင်ငံဘလို့နိုင်ငံမျိုးလုံးပေါ့နော်အာဏာရှင်အုပ်စိုးနေတဲ့နိုင်ငံလားလုံးဝကိုဒီမိုကရေစီအပြည့်အဝရတဲ့နိုင်ငံလားဒါတွေအစားကျွန်တော်တို့ကြည့်တင်ပါတယ်ဒါအော်တိုဝန်ဘီယာကကျွန်တော်တို့အတွက်တင်ကန်းစာယူစရာနမူနာတစ်ခုဖြစ်ပါတယ်အားလုံးဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကွန်တန့်အနေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်